ဒီမှာမေးထားတာဗီဒီယို editing လုပ်နေတင်ပေးပါလားတဲ့တကယ်လည်းဗီဒီယို editing လုပ်တတ်ဖို့ကလွယ်ပါတယ်အရင်ဆုံးကိုကဘယ်လို editing application နဲ့ edit မှာလဲဆိုတာရွေးချယ်ရပါမယ်ဥပမာ CapCut ကျွန်တော်ဆိုရင် CapCut ကိုပဲအမြဲသုံးဖြစ်တယ် CapCut ကအခြား application တွေနဲ့ဆိုင်ရိုးရှင်းတယ်လို့ထင်ရတာပဲကျွန်တော်တို့ရဲ့အမြင်ကိုပဲပြောရနော်အခြား editing application တွေအများကြီးရှိတယ်ကိုကြရတယ် edit လို့ရပါတယ်အဓိကကအသစ်တွေစမ်းသစ်တူထွင်ပြီးလေ့လာနေဖို့ပဲလိုတာပါကို edit လုပ်မဲ့ software ကိုရွေးချယ်ပြီးဆိုရင်တော့ YouTube မှာကိုရွေးချယ်ထားတဲ့ software နဲ့သက်ဆိုင်တဲ့ tutorial ကိုလေ့လာပါလက်တွေ့လိုက်လုပ်ပါလက်တွေ့လိုက်လုပ်မှသာ editing ဆိုတာလုပ်တတ်လာတာပါဘာမှမလုပ်ဘဲနဲ့ဒီတိုင်း YouTube ကဗီဒီယိုကြီးကိုပြည့်နေအောင်ထိုင်ကြည့်နေုံနဲ့မရပါဘူးအမှန်တကယ်လက်တွေ့လိုက်လုပ်မှသာ editing ပညာကိုရရှိမှာပဲဖြစ်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ပြောချင်တာကတော့ကို edit ထားတဲ့ဗီဒီယိုတွေကိုပြန်ကြည့်ပြီးသင်ခန်းစာယူပါငါဘယ်နေရာတွေမကြိုက်ဘူးလဲဘယ်နေရာတွေမှားနေရလဲနောက်ဗီဒီယိုကြရင်ဒီထက်ပိုကောင်းအောင် edit မယ်ဆိုတဲ့အတွေ့အမျိုးတွေးပေးဖို့လိုပါတယ်နောက်ထပ် editing နဲ့ပတ်သက်တဲ့ content လေးတွေကိုလည်းသင်ပေးအောင်ပါမလို့ follow လုပ်ထားဖို့မမေ့နဲ့အောင်နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်